တခါတော့ကကောင်မလေးတယောက်ရှိရဲ့တဲ့သူကအမြဲတမ်းပင်မနေရမလန်းဆန်းသူ့မှာအမြဲတမ်းသူလွယ်တဲ့အိတ်တလုံးရှိရအိတ်တလုံးသူအမြဲတမ်းလွယ်ထားတယ်တရက်ကြတော့သူ့ကိုလူတယောက်ပြောတယ်အဲ့အိတ်ကိုဖွင့်ကြည့်ကြည့်သူညဲတယ်မဖွင့်ဘူးအစားမှာဒါပေမဲ့သူ့ဖွင့်ခိုင်းတယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာအတွင်းထဲမှာကြောက်စိတ်တွေစိုးရိမ်မှုတွေအတွေးအဟောင်းတွေအများကြီးနဲ့ပြည့်နေတယ်အဲ့တော့သူ့ဘဝကလေးလံနေတယ်အဲ့မှာသူပြောတယ်အဲ့တစ်ခုချင်းစီထုတ်ပြလိုက်တစ်ခုချင်းစီတူယူပြီးတော့ထုတ်ပြလိုက်တယ်တစ်ခုချင်းစီတူထုတ်တယ်ပြီးတော့သူ့ဘဝပို့ပါသွားတယ်ပြောချင်တာဆူဆူတို့ဘဝမှာကြောက်စိတ်တွေအတိတ်ကဒဏ်ရာဟောင်းတွေအတိတ်ကမကောင်းတဲ့အတွေးတွေဒါတွေကိုသိမ်းထားမယ်ဆိုရင်ဆူဆူတို့ဘဝမှာအမြဲလေးလံနေလိမ့်မယ်အဲ့တော့ let go မလုပ်ရင်အမြဲတမ်း heavy ဖြစ်နေလိမ့်မယ်